Hello အားလုံးပဲမင်္ဂလာပါ Daily Public ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အခုဒီသတင်းကတော့ကျွန်တော် Liverpool ကနေပြီးတော့အခုဒီအပြောင်းရွှေ့ရာသီမှာပဲခေါ်သွားနိုင်ခြေရှိတယ်ဆိုပြီးတော့အာ Jane Peters ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ Liverpool သတင်းထောက်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်သူကိုယ်တိုင်ဟိုဖော်ပြထားတဲ့သတင်းတစ်ခုပေါ့နော်ဒီ agent အသင်းကျွန်တော် Netherlands အသင်းရဲ့နောက်တန်းကစားသမားလေးအသက်19နှစ်ပဲရှိသေးတယ် Hetto ဆိုတဲ့ကစားသမားလေးပေါ့နော်ချိုးတဲ့ Hetto ဆိုတဲ့ကစားသမားကအခုဒီရာသီမှာပဲ Liverpool ကစပြီးတော့လီဗာပူးနဲ့စကားပြောလာနိုင်တယ်လီဗာပူးကမ်းလှမ်းလာနိုင်တယ်လီဗာပူးသတ်မှတ်ဖြစ်လာနိုင်တယ်ဆိုတော့content တစ်ပုဒ်ပေါ့နော်ကျွန်တော်ဖတ်မိတယ်အဲဒီဥစ္စာကတော့ကျွန်တော်တို့အရင်တည်းကဒီကစားသမားလေးတွေကတော်တော်လေးသတင်းထွက်ခဲ့ဘူးလေကျွန်တော်မနှစ်ကရာသီမှာဆိုလို့ရှိရင်ဒီလီဗာပူးကစားသမားဖြစ်လာမယ်ဆိုပြီးတော့သတင်းတွေကျွန်တော်တို့တော်တော်လေးနာမည်ကြီးခဲ့တယ်ဒီကစားသမားလီဗာပူးပွဲကိုလာကြည့်တယ်လီဗာပူးပွဲကိုလာကြည့်ပြီးတော့တော်တော်များဟာလီဗာပူးကစားသမားဖြစ်လာတော့မှလားနောက်နှစ်ရိုးသူညီမှုရပြီးသွားပြီလားဆိုတော့သတင်းတွေတွေ့ခဲ့တယ်တကယ်တော့မဟုတ်ဘူးသူက Gravenberch နဲ့ဆောင်းခင်တယ်တကယ်ချင်းနေဖြစ်တဲ့အတွက် Gravenberch ရဲ့ဖိတ်ခေါ်မှုနဲ့သူဒီပွဲကိုလာကြည့်တယ်ပါဆိုပြီးသူရှင်းပြလိုက်တယ်အဲ့တော့မနေ့ကရာသီတည်းကလီဗာပူးနဲ့နာမည်ကြီးနေမှာဆိုတော့ तू ကအခုနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်အသက်19နှစ်ပဲရှိသေးတယ်နောက်တန်း CB လည်းကစားနိုင်တယ် LCB လည်းကစားနိုင်တယ် LB လည်းကစားနိုင်တာဖြစ်တဲ့အတွက်အာတော်တော်လေးကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ဟာဒီကစားသမားရှားတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်3နေရာလောက်ကစားနိုင်တယ်နောက်တန်းနေရာမှာပဲ3နေရာလောက်ကစားနိုင်တဲ့ကစားသမားဖြစ်တယ်ပေါ့နော်အဲ့တော့ကစားသမားကိုတခြားအသင်းတွေကစောင့်ကြည့်နေတယ်အခုထားပါတော့အာဆင်နယ်တို့ဘာလို့ဆိုလို့ရှိရင်လေတော်တော်လေးစိတ်ဝင်စားနေတဲ့အချိန်မှာကျွန်တော်တွေ့ရတယ်ပေါ့နော်တချို့ကောလာဟာလာတွေမှာဆိုလို့ရှိရင်လီဗာပူးကနေပြီးတော့စပြီးတော့ဘယ်လိုပြောမလဲအာဆင်နယ်ကစပြီးတော့စပြီးကမ်းလှမ်းနေပြီးဇာသမားနဲ့ပုံကိုယ်ရေးဆိုင်ရာဆွေးနွေးမှုတွေလုပ်တည်ပြီးလို့တော့တချို့သတင်းမှာတွေ့ရတော့ဒါပေမဲ့ကျွန်တော်တို့ rumors တစ်ခုအနေနဲ့တက်နေရတော့ဒီကစားသမားလေးကဒီ agent မှာဒီရာသီမှာဆက်နေပြီးတော့နောက်နှစ်ကိုလီဗာပူးကိုပြောင်းရွှေ့မယ်ဆိုပြီးတော့လေပြောင်းရွှေ့ချင်တယ်ဆိုပြီးကျွန်တော်သတင်းတွေတက်နေအောင်တွေ့ရတကယ်တော့အဲ့ဒါကတော့rumor အစစ်မရှိတယ်ပေါ့နော်တကယ်ကတော့လီဗာပူးကခေါ်ချင်တဲ့ဒီကစားသမားလေးကိုဘာလို့လဲဆိုလီဗာပူးဒီရာသီမှာက तू ကဟိုပြောမယ်ဆိုလို့ရှိရင်တော့ तू ကအဲအတင်းကအခြေဘယ်လိုပြောတခါတည်းအမှုနိုင်တဲ့ကစားသမားတစ်ယောက်နဲ့လူငယ်ကစားသမားတစ်ယောက်ကိုသူခေါ်ချင်တာပေါ့နော်နောက်တည်းနှစ်ယောက်လောက်ခေါ်ချင်တယ်အဲ့တော့အဲ့နှစ်ယောက်ထဲမှာပါကျွန်တော်လူငယ်ပိုင်းကိုကျွန်တော်တွေးမယ်ဆိုလို့ရှိရင်ဒီကစားသမားလေးကကျွန်တော်တို့ရဲ့လီဗာပူးရေဒါထဲမှာအာတော့အချိန်အကြာကြီးရှိနေတဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ကောင်းတယ်ကျွန်တော်နယ်သာလန်နီးပြနယ်သာလန်ကပ်ကျွန်တော်တို့တင်နယ်သာလန်ရဲ့ကပ်တိန်လီဗာပူးရဲ့ကပ်တိန်ကလည်းနယ်သာလန်ကစားသမားပဲပြီးတော့အခုဆိုလို့ရှိရင် Graham Bell တို့လည်းရှိတယ် Gakpo တို့လည်းရှိမယ်ဟို Frame ပေါင်းတို့လည်းရှိနေဖြစ်တဲ့အတွက်ဒီကစားသမားလေးဒါထပ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးပြည့်စုံမယ်လို့ကျွန်တော်ထင်တယ်လီဗာပူးကအခုချိန်မှာတော့စောင့်ကြည့်တဲ့အဆင့်အခြေအနေပဲရှိသေးတယ်သူတို့ခံမှန်းရဆိုလို့ရှိရင်လီဗာပူးကဒီအပြောင်းရွှေ့ရာသီမှာစတင်စကားပြောနိုင်တယ်ဒီအပြောင်းရွှေ့ရာသီမှာစတင်ပြီးကမ်းလှမ်းနိုင်တယ်လို့ကျွန်တော်တို့သတင်းတစ်ခုမှာတွေ့ရတယ်ဘလို့ထင်လဲဒီကစားသမားလေးကိုသဘောကျလားသဘောကျတယ်ဆိုလို့ရှိရင်ဟောခေါ်တင်တာပေါ့နော်ဒီပြောင်းရွှေ့ဆိုဘယ်လောက်ဈေးလောက်နဲ့ခေါ်တင်လဲပေါ့နော်အာကုန်းမှာဆွေးနွေးပေးလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်